forex trading ဆိုတာရှုပ်တယ်လို့ထင်နေလားစိတ်မပူပါနဲ့ဒီနေ့မှာတော့အဲ့ဒီအတွေ့အကြုံကိုဖျောက်ပြီးအခြေခံဆုံးကနေ pro level ထိတဆင့်ချင်းစီအတူတူလေ့လာတော့ကြမယ်ဟုတ်ပြီဒါကတော့ကျမတို့ရဲ့ case and လမ်းညွှန်မိပုံပေါ့နော်ဒီရှုပ်ထွေးလာတဲ့ forex လောကကြီးကိုနားလည်လွယ်တဲ့အပိုင်း၅ပိုင်းခွဲပြီးတစ်ခုချင်းစီဖြတ်တန်းထွက်ကြရအောင်ကဲပထမဆုံးအပိုင်းတဲ့အခြေခံအုတ်မြစ်ကနေစလိုက်ကြအောင်ဘာမှမစိုးအခြေခံကအရေးကြီးဆုံးပဲလေဟုတ်တယ်မလား forex မှာဆိုရင်လည်းမပြေးခင်လိုင်းရင်လျှောက်တင်ရတယ်လို့ပဲအခြေခံအကြဆုံးအချက်တွေကိုတိတိကျကျနားလည်ဟာဖို့လိုပါတယ် forex မှာ trade တွေဆိုတာကလေဒီကတော့ဒီ currency pair တွေပါပဲဥပမာပြောရရင်လူအများစုနဲ့ယင်းရဲ့ EUR USD ပေါ့ဒါကပါကိုပြောတာလဲဆိုတော့ euro to euro ရဲ့တန်ဖိုးကို American dollar နဲ့တိုင်းတာနေတာရှင်းရှင်းလေးပါငွေချေးတစ်ခုကိုနောက်တစ်ခုနဲ့လဲရုံးဝင်နေတာပါပဲဈေးနှုန်းရဲ့အတင်ငယ်ရုံးအပြောင်းလဲတွေကို pips လို့ခေါ်ပါတယ်ဒီ pips တွေကပဲ trader တွေအတွက်အမြတ်အရှုံးကိုပြပေးတဲ့ unit ပေါ့ဥပမာဈေးက 1.4022 ကနေ 1.4026 ကိုရောက်သွားတဲ့ဆိုရင်4 pips မြတ်သွားပြီလို့ပြောလို့ရတာပေါ့ leverage ဒါကတော့ forex ကိုအရင်စိတ်လှုပ်ရှားစေတာကောင်းသွားစီတဲ့အစွမ်းထက်ထူးတစ်ခုပေါ့ဘယ်လိုလုပ်လဲဆိုတော့ကိုမှရှိတဲ့ငွေရင်းနည်းနည်းလေးနဲ့တွတ်ထက်အများကြီးပိုရည်တဲ့ position တစ်ခုကိုထိန်းချုပ်နိုင်အောင်လုပ်ပေးတာပါဒါပေမဲ့ဒီစကားကိုတော့လုံးဝမမေ့ပါနဲ့ leverage ဟာသွားနှစ်ဖက်ပါတဲ့ဓာတ်ပါပဲတဲ့ဆိုလိုတာကအမြတ်ကိုအစပေါင်းများစွာတိုးစေနိုင်တယ်လို့ပဲအရှုံးကိုလည်းမျက်စိတမိတ်အတွင်းမှာအစပေါင်းများစွာဖြစ်သွားစေနိုင်တယ်ဆိုတာကိုအမြဲတမ်းသတိရနေရမှာမေဟုတ်ပြီအခြေခံတွေကိုနားလည်သွားပြီဆိုတော့ဈေးဝက်ကိုရောဘယ်လိုခွဲခြမ်းစစ်ဖရမလဲအပိုင်းနဲ့မှာဆက်ကြည့်ကြရအောင်ဒါက trader တရောင်အတွက်လမ်းမမားစေမဲ့တန်လိုက်အိမ်မြောင်နဲ့တူတူပါပဲဈေးကွက်ကိုခံမှန်းခြင်းနေရာမှာအဓိကကျတဲ့နည်းလမ်းကြီးနှစ်ခုရှိတယ်။တစ်ခုက technical analysis ဒါက chart ဒီပေါ်ကအတိတ်ကဈေးနှုန်းပုံစံတွေကိုကြည့်ပြီးအနာဂတ်ကိုခံမှန်းတာ။သူ့မြေမှာတော့တလင်းရဲ့ချက်လက်အားလုံးဟာဈေးနှုန်းဒီမှာပါပြီးသားပဲ။နောက်တစ်နည်းကတော့ fundamental analysis ပါ။ဒါကတော့ကမ္ဘာစီးပွားရေးလူမှုရေးနိုင်ငံရေးအဖြစ်အပျက်တွေကငွေကြေးတန်ဖိုးကိုဘယ်လိုသက်ရောက်လဲဆိုတာလေ့လာတာပါ။ fundamental analysis လုပ်တဲ့သူတွေကဒီလိုအချက်လက်တွေကိုမျက်စိတောက်ထုတ်ကြည့်နေရတာပါ။ဥပမာအတိုးနှုန်းဒီ GDP လို့ခေါ်တဲ့ပြည်တွင်းအသားတင်ထုတ်ကုန်တန်းဖို့နောက်ပြီးငွေကြေးဖောင်းပုံမှုနော်အလို့အကန့်အခြေအနေစတာတွေပေါ့ဘာလို့လဲဆိုတော့ဒီကိန်းကဏ္ဍတွေကနိုင်ငံတနိုင်ငံရဲ့ငွေကြေးတန်ဖိုးကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေလို့ပါပဲကဲအခုအရန်ကိုလက်တွေ့ကျပြီးအရေးကြီးတဲ့အပိုင်း3ကိုရောက်လာပါပြီ risk ကိုစီမံခန့်ခွဲခြင်းဒါကကိုယ့်ရဲ့ပိတ်ဆံတွေကိုကာကွယ်ပေးမဲ့တိုင်းလိုက်အခုပါပဲမှတ်ထားရမှာကဈေးဝယ်ကိုကြီးမလို့ထိန်းချုပ်လို့မရဘူးဒါပေမဲ့ကိုယူမဲ့ risk ကတော့100%အပြည့်အဝထိန်းချုပ်ရရပါတယ်။စကန်စားမှုနောက်လိုက်ပြီး trade မလုံးမိဖို့အတွက်ဒီအဆင့်၄ဆင့်ကအရင်အသုံးဝင်ပါတယ်။ပထမဆုံးဘယ်လောက်ရှုံးရရမလဲ stop loss နေရာကိုအရင်ဆုံးသတ်မှတ်ပါ။ပြီးရင်ကိုယ့်အကောင့်ရဲ့ဘယ်လောက်ရာခိုင်နှုန်းဥပမာ 1% လောက်ပဲ risk ယူမှလားဆိုတာဆုံးဖြတ်။ပြီးမှမှန်ကန်တဲ့ loss size ကိုတွက်ထုံရမှာပါ။ဒါစီကန်းရှိတဲ့ trader တယောက်ဖြစ်ဖို့ပထမဆုံးခြေလှမ်းမှာပဲ။ရာခိုင်နှုန်းနဲ့ risk ယူတာကဘာလို့ဒီလောက်အရေးကြီးတာလဲ။ဒီစရာကိုကြည့်လိုက်ပါ။ကိုယ့်အကောင့်ကဒေါ်လာ1000ပဲဖြစ်ဖြစ်2500ပဲဖြစ်ဖြစ် 1% risk ဆိုတာကကိုယ့်ငွေရင်းနဲ့အချိုးချတွက်ထားတာမို့လို့ပါဒါက trade တစ်ခုချင်းစီမှာစိတ်အေးလက်အိမ်နဲ့စီကံရှိကစားပြီးရေရှည်မှာရှင်းတတ်နိုင်အောင်ကိုကြီးပေးပါလိမ့်မယ်ဒါပိုတေးချာမထားစေခြင်းပါတယ်မန်ကန်တဲ့ position sizing မရှိဘူးဆိုရင်လေဘလောက်ပဲကောင်းတဲ့ strategy ဖြစ်နေပါစေအလွယ်တကူကြာဆုံးသွားနိုင်မှာပါ risk ကိုတရမတ်တီထင်းချုံနိုင်တာကပဲအပျော်တမ်းသမားနဲ့ professional trader ကိုခွဲခြားပေးတဲ့အဓိကအချက်ပါပဲဟုတ်ပြီအခုနည်းနည်းလေးပို့အစင်းမြင့်တဲ့အကြောင်းအရာတစ်ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါကတော့ pro level ပေါ့ smart money လို့ခေါ်တဲ့ bandy အဖွဲ့အစည်းကြီးလီကဈေးကွက်ကိုဘယ်လိုကစားတယ်လဲဆိုတာကိုနားလည်နိုင်မယ့်နည်းလမ်းတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်ဒီလိုမေကုန်းလေးတစ်ခုစဉ်းစားကြည့်ရအောင်ဈေးကွက်ထဲမှာအင်အားကြီးရဲ့ကစားသမားကြီးတွေရဲ့ခြေရာတွေကိုခြေရာခံလိုက်လို့ရရင်ဘယ်လိုနေမလဲဒီမေကုန်းကပဲ Smart Money Concepts SMC ဆိုတာကိုရှင်းပြဖို့ကစိတ်ဝင်စားစရာအစထူပေးလိုက်တာပါပဲ Smart Money တွေရဲ့ခြေရာကိုဘယ်လိုရှာမလဲသူတို့တုံးတဲ့ဘာသာစကားကိုနားလည်ဖို့လိုပါရဲ့ဥပမာ order block ဆိုတာကအဖွဲ့အစည်းကြီးတွေက order အများကြီးတင်ထားတဲ့နေရာ fair value gap ဆိုတာကဝယ်လို့အားနဲ့ရောင်းလို့အားမညီညာလို့ဖြစ်လာတဲ့ကွာဟာချက်ဒီလိုဝေါ်ဟာရာတွေကသူတို့ရဲ့လှုပ်ရှားမှုတွေကိုဖော်ပြနေတဲ့တယ်လွန်စားတွေပါပဲဒီစရာကခြားနာချက်ကိုရှင်းရှင်းလင်းလင်းပြထားပါတယ်တမားရွတ်ချက် price action trading ကဈေးနှုန်းပါချက်နေလေဆိုတာကိုပဲအထူးကကြည့်တယ် SMC ကတော့ဘာကြောင့်ဒီလိုထိရတာလဲဆိုတာကိုအဖွဲ့အစည်းကြီးတွေရဲ့ရှုထောင့်ကနေနားလည်ဖို့ကြိုးစားတာပါဒါကဈေးကွက်ရဲ့အတွင်းချက်အကြောင်းရင်းကိုပိုပြီးနဲ့နေနိုင်တဲ့နီလန်တစ်ခုပေါ့
ကဲနောက်ဆုံးနဲ့အရေးအချင်းဆုံးအပိုင်းတစ်ခုကိုရောက်လာပါပြီလောကမှာရှိသမျှ trading strategy တွေ analysis တွေအကုန်တက်နေပါစေမှန်ကန်တဲ့ engine မရှိရင်အလကားပါပဲအဲ့ဒီ engine ကဘာလဲဆိုတော့စီကန်းရှိတဲ့ trader တယောက်ရဲ့စိတ်သက်နဲ့ခံယူချက်ပါပဲ ဒီစကားပုံလေးကအយ៉ាងမှန်ပါတယ်အစီအစဉ်ဆွဲဖို့ပြက်ကွက်တာဟာကြာရှုံဖို့အစီအစဉ်ဆွဲတာနဲ့အတူလူပဲတဲ့ trading မှာကြောက်စိတ်လောဘဒီလိုစိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့ဆိုရင်ခိုင်မာတဲ့ trading plan တစ်ခုမထည့်မနေရှိထားဖို့လိုပါတယ် ရေရှည်မှာအောင်မြင်တဲ့ trader တယောက်ဖြစ်လို့ဆိုတာနီးပညာပိုင်းကျွမ်းကျင်ရုံနဲ့မဖော်ပါဘူးခိုင်မာတဲ့အစီအစဉ်တစ်ခုစိတ်ခံစားမှုကိုထိန်းချုပ်နိုင်တဲ့စီကံဒီချက်တွေပေါ်မှာတိစောက်ထားတဲ့ခံယူချက်ကသာအောင်မြင်မှုရဲ့တကယ်တော့ချက်အစစ်မှန်ဖြစ်ပါတယ် ခွဲချမ်းစိတ်ဖြတ်မှုတွေကလမ်းပြမီပုံကိုပေးနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စီကံကရောကိုဘယ်ထိပို့ဆောင်ပေးနိုင်မလဲဒီမေကုန်းကတော့ဒီခီးလန်းကိုရှုံလက်မဲ့သူတိုင်းကိုယ်တိုင်အခြေရှာရမယ့်မေကုန်းတစ်ခုပါပဲ